ယောဂီသူတော်စင်ပုဂ္ဂိုလ်အပေါင်းတို့မင်္ဂလာပါစတ္တမရတ္တမကြိုဆိုပါတယ်ဤ channel တွင်ဗုဒ္ဓမြတ်စွာဘုရား၏အဆုံးအမတရားတော်များဓမ္မဗဟုသုတများနှင့်စိတ်အေးချမ်းမှုရရှိစေမည့်တရားဓမ္မအကြောင်းအရာများကိုမျှဝေပေးသွားမည်ဖြစ်ပါတယ်ဓမ္မရတ္တကိုအတူနားဆင်သွားကြပါအတ္တဟိအတ္တနောနာထောလို့ဆိုတဲ့အတိုင်းမိမိကိုယ်ကိုပြုပြင်ထိန်းသိမ်းတဲ့နေရာမှာမိမိသိတာနဲ့မိမိရဲ့ကိုယ်ွယ်အားထားရဖြစ်တယ်မိဘဆရာသမားတို့ရဲ့အဆုံးအမဩဝါဒဆိုတာခံယူပြီးတဲ့နောက်မှာမိမိကိုယ်တိုင်ကြိုးစားအထောက်ချင်းဖြင့်သာလေထူးခြားတဲ့အည်သွေးတွေကိုရှားရှိကြမှာဖြစ်တယ်ပေါ့ယဗုဒ္ဓရဲ့အဆုံးအမတရားတော်အရပြုလုပ်မှုမှန်သမျှဟာတနည်းအားဖြင့်ပြောမယ်ဆိုရင်ရှင်တဲ့နှလုံးထဲမှာဖြစ်တဲ့ရည်ရွယ်ချက်စေရနာတွေထိုစေရနာအလျော်စွာထုတ်ပြောတဲ့ဝစီကံတွေထုတ်ပြောတဲ့အတိုင်းလက်တွေ့လှုပ်ဆောင်တဲ့ကာယကံတွေဆိုတဲ့ကံတရားတွေဟာကိုယ်နဲ့သာသက်ဆိုင်ပြီးတော့မိမိရဲ့ကိုယ်ပိုင်အများသဖွယ်ဖြစ်ပြီးချမ်းသာဒုက္ခရစေမှာဆိုလဲသူတို့ရဲ့ဖော်ဆောင်မှုနဲ့ချမ်းသာဒုက္ခကိုရကြမှာဖြစ်မကောင်းတဲ့အမှုဆိုလို့ရှိရင်လည်းဆင်းရဲဒုက္ခကိုရစေနိုင်တဲ့အကုသိုလ်မှုတွေဖြစ်သည့်ကြောင့်ဆင်းရဲဒုက္ခကိုရတာဆိုတာလေကိုယ်နဲ့ပဲသက်ဆိုင်မှာဖြစ်တယ်ကောင်းစားခြင်းမကောင်းစားခြင်းနှစ်ရပ်စလုံးမှာကိုယ်နဲ့သာသက်ဆိုင်တယ်ကိုယ်နဲ့သက်ဆိုင်တယ်ဆိုတဲ့အခါမှာချမ်းသာဒုက္ခကိုလိုလားလို့ရှိရင်ဆင်းရဲဒုက္ခကိုဖြစ်စေတတ်တဲ့မကောင်းတဲ့အတွေ့မကောင်းတဲ့အပြောမကောင်းတဲ့လုပ်ရက်တွေကိုရှောင်ကျဉ်ပြီးချမ်းသာဒုက္ခရဖို့အတွက်ကြတော့ကောင်းတဲ့အတွေ့ကောင်းတဲ့အပြောကောင်းတဲ့အလုပ်တွေကိုလုပ်ချမှာချမ်းသာဒုက္ခရနိုင်တာဖြစ်တယ်ပေါ့ဓမ္မပဒဒေသနာတော်မှာမြတ်စွာဘုရားဟောခဲ့တဲ့လောကလူတွေရဲ့နေ့စဉ်ဘဝမှာလူတွေကြုံတွေ့နေရတဲ့အရာတွေဘယ်လိုလိုက်နာကျင့်သုံးရမယ်ဆိုတာကိုဆုံးမဟောကြားတဲ့ဒေသနာဓမ္မရတ္တကိုရှေးဥစွာနာယူပြီးတော့ကြည့်ရအောင်အကုသိမံအဝဋိမံအစိနိမံဟာတိမေယေသတံဥပနရှန္တိဝေရံတေတံနတမတိဒီစာပိုင်လေးရဲ့အဓိပ္ပာယ်ကိုနားလည်ဖို့ရလူတွေမှာရှင်တဲ့နှလုံးထဲကအမုန်းတရားတွေဟာဘလို့ဖြစ်ပေါ်လာသလဲထို့အမုန်းတရားတွေဟာဘလို့စဉ်းစားမှပြည့်ပြောင်းနိုင်ပြီးတော့ဘလို့စဉ်းစားရင်အမုန်းပွားလာနိုင်တယ်လေထို့ရင်ထဲကအမုန်းတရားဟာကောင်းကျိုးချမ်းသာကိုပေးစွမ်းနိုင်မှုရှိသလားဆိုတော့မြတ်စွာဘုရားရဲ့ဆုံးမမှာဘုန်းကြီးတို့တွေနေ့စဉ်ကြုံတွေ့နေရတာစဉ်းစားကြရမှာဖြစ်တယ်လူတွေဆိုတာတယောက်တည်းနေကြတာမဟုတ်ဘူးအနည်းဆုံးမိသားစုအလိုက်နေကြတာမိသားစုဆိုတာလူအဖွဲ့အစည်းမှာအသေးဆုံး society လူအဖွဲ့အစည်းပဲဖြစ်တယ်ပေါ့အိမ်တိုင်းမှာမိသားစုနေထိုင်ကြပြီဆိုလို့ရှိရင်တူနဲ့တူကျင့်နှမှုမကျင့်နှမှုတွေဆိုတာဖြစ်ပေါ်လေရှိတတ်တယ်အဲ့ဒါလို့ဖြစ်ပေါ်လာတဲ့အခါမှာကျင့်နှမှုမကျင့်နှမှုတွေပေါ်မှာဘယ်လိုဖြေရှင်းရမယ်ဆိုတာကိုမြတ်စွာဘုရားလမ်းညွှန်မှုပြုတာဖြစ်တယ်။ဒါကြောင့်မို့နေ့စဉ်ဘဝမှာမိသားစုထဲမှာနေမိမိရက်ွက်ထဲမှာပဲနေမြို့နယ်တနယ်ထဲမှာပဲနေဘယ်သူတွေနဲ့ပဲဆက်ဆံရတဲ့အခါမှာလူအတိုင်းဝိုင်းရောက်ရှိနေထိုင်ကြတဲ့ပုဂ္ဂိုလ်တိုင်းမှာမရှောင်လွဲနိုင်တဲ့အဖြစ်အပျက်တွေကကြုံလာနိုင်တယ်ဖြစ်
အဲ့ဒီလိုကျုံလာလို့ရှိရင်ဘယ်လိုစိတ်နေထားစိတ်နေသဘောထားတွေထားရမလဲဆိုတာဟာအရေးကြီးတူတယောက်တည်းနေကြတာမဟုတ်လို့အတိုင်းဝိုင်းနဲ့နေတဲ့အခါမှာမကြုံဘူးဆိုတာမရှိဘူးကြုံလာမှာဖြစ်တယ်အရှုပ်ထဲမှာဘယ်လိုရှင်းအောင်နေမလဲအခက်ခဲထဲမှာလွယ်ကူအောင်ဘယ်လိုနေမလဲပူလောင်နေတဲ့အထဲမှာအေးမြအောင်ဘယ်လိုနေမလဲဒီအရေးကသာလင်အမတမအရေးကြီးတာဖြစ်တယ်အရှုပ်ကိုရှောင်ထွက်သွားလို့လည်းမရဘူးအပူကိုအေးအောင်ပတ်ဝန်းကျင်ကိုလှုပ်အောင်လုပ်လို့လည်းမရဘူးအရှုပ်ထဲမှာပဲမိမိကိုယ်တိုင်ကဘယ်လိုနေထိုင်ရမယ်ဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်ကိုနာယူမှတ်သားရမှာဖြစ်တယ်တုံးတူနေစဉ်ကြုံတွေ့ကြတဲ့အခါမှာအစင်ပြေတဲ့အခါရှိတယ်လို့အစင်မပြေတဲ့အခါရှိတယ်မြတ်စွာဘုရားကဟောတော်မူတဲ့ဒေသနာတော်ထဲမှာအကောစီမံဒီလူဟာငါ့ကိုဆဲတယ်အဝတိမံဒီလူဟာငါ့ကိုနှိပ်စက်တယ်အဟာတိမေငါပစ္စည်းကိုအနိုင်ကျွန့်ယူတယ်လို့လူတွေမှာလူအတိုင်းဝိုင်းထဲမှာကြုံတွေ့လေကြုံတွေ့ထရှိတဲ့သဘောတရားတွေတရက်မဟုတ်တရက်လူတိုင်းဟာကြုံတွေ့ပြီးကြဆဲသွားတယ်ငါ့ကိုဆဲသွားတယ်ငါ့ကိုရိုက်တယ်ငါရဲ့ပစ္စည်းကိုမတရားယူသွားတယ်ဒါတွေမကဘူးနမူနာအနေနဲ့ထုတ်ပြငါ့ကိုဘယ်လိုလိန်သွားတယ်ငါ့ဘောမှာဘယ်လိုကလိန်ကျသွားတယ်ငါဒုက္ခရောက်အောင်ဘယ်လိုချွန်တွန်းလုပ်သွားတယ်ဆိုတာဒီလောကမှာလူတယောက်အခက်ခဲကျုံလာတဲ့အခါမှာတစ်ဖက်သားရဲ့လှုပ်ဆောင်မှုကြောင့်ဆင်းရဲဒုက္ခရောက်လာတဲ့အခါမျိုးရှိတယ်အမြဲတမ်းတူနဲ့တူဆင်ပြေးနေကြတာမဟုတ်တော့ဆင်မပြေတဲ့အခါဆဲမယ်အော်မယ်ငေါ့မယ်ဒါတွေကျုံလာလိမ့်မယ်အဲ့ဒီလိုကျုံလာတဲ့အခါမှာတဲ့လူတွေရဲ့စိတ်နေသဘောထားအများစုကဘာဖြစ်လဲရှေစတံဥပနရှန္တိဒီကောင်ကဆဲသွားတယ်ဆိုတာကိုရင်ထဲနှလုံးထဲမှာဆွဲနေအောင်အန်ကျိတ်ပြီးတော့မှတ်ထားတတ်တဲ့လူတွေဟာဆဲသွားရင်မကျေနပ်ဘူးငါဆဲတယ်ဆဲခံရတဲ့လူကအခဲမကျေဘူးအဝယ်ထိမှငါကိုရိုက်ပုတ်တယ်နှိပ်စက်တယ်ဆိုရင်လေအရိုက်ခံရတဲ့လူကမကျေနပ်ဘူးတကွေးတွေးမယ်လို့အန်ကျိတ်ပြီးတော့အခွင့်အရေးကိုစောင့်နေတတ်တယ်အဟာတိမေငါပစ္စည်းမတရားယူသွားတယ်ငါပစ္စည်းခိုးသွားတယ်စသဖြင့်ဒီချက်နဲ့ပတ်သက်ပြီးတော့လည်းပဲမကျေနပ်ဘူးရေစတံဥပနရှန္တိကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာအခဲမကျေတိမှတ်ထားတတ်တာလူရဲ့သဘာဝပဲဖြစ်တယ်အဲ့ဒါလို့တိမှတ်ထားမယ်ဆိုလို့ရှိရင်တဲ့ရသော်ဗျာဝေရံတေတံနဥပတမတိအဲ့ဒါလို့တိမှတ်ထားမယ်ဆိုလို့ရှိရင်တော့ဘယ်တော့မှအညှိုးအတေးအမုန်းတရားတွေဟာပြေပြောက်သွားမှာမဟုတ်ဘူးတဲ့ရှင်တွေကမုန်းနေတဲ့အမုန်းတရားဟာလူတိုင်းမှာရင်ထဲမှာဖြစ်ပေါ်လာတဲ့အမုန်းတရားဟာစိတ်ချမ်းသာမှုကိုပေးနိုင်တာမဟုတ်ဘူးမုန်းစိတ်တွေလွှမ်းမိုးနေပြီဆိုရင်အခဲမကြေတစ်ဖြစ်တောက်တစ်ခေါက်လူတွေဟာမကြေမနက်တွေဖြစ်ပြီးစိတ်ဆင်းရဲမှုကိုအမြဲတမ်းခံစားနေရတာဖြစ်လူအတိုင်းဝိုင်းမှာဖြစ်လိဖြစ်တာရှိပေါ့နော်ဝေရံတေတံနဥပတမတိအဲ့ဒါလို့အခဲမကြေရင်ထဲမှာမှတ်ထားမယ်ဆိုလို့ရှိရင်တဲ့ရံညိုးဆိုတာမပြေဘူးရံညိုးဆိုတာဟာအတုပ်အလှဲ့ဖြစ်လာတတ်လူတယောက်ကအနိုင်ယူသွားလို့ရှိရင်နောက်တစ်ခွေကြတော့ခံရသူကအနိုင်ရပြန်
ဟိုနောက်တစ်ခွေကြတော့ခံရသူကအနိုင်ရပြီးတော့လုပ်သူကအရှုံးဖြစ်သွားပြန်ဟိုနောက်တစ်ခွေရောက်တဲ့အခါခံရသူကအနိုင်ရပြန်တယ်လုပ်သူကအရှုံးဖြစ်သွားအတုံးအလှဲ့ဆိုတာဘယ်တော့မှပြေပြောက်သွားမှာမဟုတ်ဘူးအမုန်းတန်တရားရန်ညှိုးတန်တရားကြီးဟာမဆုံးနိုင်အောင်ဖြစ်သွားနိုင်တယ်အဲ့ဒီရန်ညှိုးရန်စားတွေကိုဘယ်ပုံပဲနည်းဖြတ်ရမလဲမြတ်စွာဘုရားဒါဘုန်းကြီးတို့တွေနေ့စဉ်ဘဝမှာတနေ့မဟုတ်တနေ့ကြုံတွေ့ကြလို့လက်တွေ့လိုက်နာကျင့်သုံးရမှာဖြစ်တယ်မြတ်စွာဘုရားကဘဝသင်္ကန်းစာပေးပြီးဟောတဲ့အခါမှာအကုစီမံအဝတိမံဇိနိမံအာဟာတိမေယေစတံနုပနရှန္တိဝေရန္တိတုပတမတိဒီလူဟာငါ့ကိုဆဲတယ်ဒီလူဟာငါ့ကိုရိုက်နဲ့စော်ကားတယ်ဒီလူကငါပစ္စည်းကိုမတရားယူသွားတယ်အဲ့ဒီလိုအတွေးတွေနဲ့ရင်ထဲနှလုံးထဲမှာဒီအတွေးတွေကိုရင်ထဲမှာသိမ့်မထားပဲနဲ့မေ့ပြောင်ပြက်လိုက်တယ်ရင်ထဲမှာမထားဘူးမေ့ထားလိုက်တယ်အညိုတေးတွေမလုပ်ဘူးဆိုလို့ရှိရင်ဝေရန္တိတုပတမတိသူတို့မှာရန်ညိုးရန်စားဟာပြတ်သွားတယ်ဆက်ပြီးတော့အတုံးအလှဲ့နဲ့ကလေးသားချင်းနေကြမှာမဟုတ်ဘူးရှင်ထဲမှာလည်းအညိုတေးမထားသည့်အတွက်ကြောင့်ရှန်သူဆိုတာအတိမပြုထားတာမဟုတ်သည့်အတွက်ကြောင့်တိခဏခြင်းခွင့်လွှတ်ခြင်းနဲ့စိတ်နှလုံးအေးချမ်းလို့တူတူရံဘက်မပြုတ်ပဲနဲ့ငြိမ်းချမ်းမှုကိုရရှိမှာဖြစ်တယ်လို့မြတ်စွာဘုရားကတကယ်ငြိမ်းချမ်းရေးလမ်းစဉ်ကိုဟောပေးတာဖြစ်တယ်လူဟာတကယ်ချင်းနှစ်ယောက်ပဲဖြစ်စေမကျေနပ်မှုတွေနဲ့အညိုတေးရင်ထဲမှာထားပြီဆိုရင်ဒီတကယ်ချင်းနှစ်ယောက်ဟာတဦးနဲ့တူရန်သူအဖြစ်ရောက်သွားတယ်သားနဲ့အမိမှလည်းပဲအညိုတေးထားလို့ရှိရင်ရန်သူဘဝရောက်သွားအဖေနဲ့သားရန်သူဘဝရောက်သွားကြညီကိုမောင်နှမအချင်းချင်းလဲရန်သူဘဝရောက်သွားကြအဲ့ဒါလို့အချင်းနေစိုးတွေဖြစ်မသွားရအောင်အညိုတေးတွေမထားဘဲနဲ့တိခဏခြင်းခွင့်လွှတ်ခြင်းမေးပြောက်ခြင်းဖြင့်ကြုံတွေ့ရတဲ့မကျေနပ်ဖွယ်ရာအနိဋ္ဌယုံတွေကိုရှောင်လွှဲရမယ်လို့မြတ်စွာဘုရားတည်တယ်ဟောဒါတခုတည်းသောနိလမ်းပဲဖြစ်တယ်ဟောလောကသားတွေကကိုယ်ဆဲသွားတာကိုသိခံရမယ်ခွင့်လွှတ်ရမယ်ဆိုအလွန်ခဲရင်းတဲ့ကိစ္စတစ်ခုဖြစ်တယ်မကျေနိုင်မချမ်းနိုင်ဒီလူငါ့ကိုစော်ကားတယ်ဆဲရည်တယ်ဆိုတာရှင်ထဲမှာဆွဲနေအောင်မှတ်ထားပြီးဘယ်တော့မှမမေ့နိုင်ဘူးတနေ့တကွေ့တွေ့လို့ရှိရင်ဒီလူကိုဒုက္ခပေးဖို့ပဲအကွက်ချောင်းနေတတ်တယ်မြတ်စွာဘုရားသူတော်ကောင်းတွေရဲ့အမြင်ကြတော့ဒီလိုမဟုတ်ဘူးမေ့ပြလိုက်ရှင်ထဲမှာမှတ်မထားနဲ့ရှင်ထဲမှာမှတ်ထားခြင်းအပြင်ကိုယ်မှာအစိတ်တောက်တစ်ခုကိုယ်ကိုအန္တရာယ်ပြုမဲ့အန္တရာယ်ကြီးကိုသိမ်းထားတာနဲ့အလားတန်တူတယ်အန္တရာယ်ကိုသိမ်းထားတဲ့လူတွေကိုမွေပွေးကပိုက်ပိုက်ထားတယ်လို့ပြောကြမပွေးကပိုက်ပိုက်ထားတာကမှမွေးကိုင်းလို့သိရင်တဘွားပဲသိမှာဖြစ်တယ်ရှင်လည်းနှလုံးထဲမှာမချစ်တတ်မှုကိုထားတဲ့ပုဂ္ဂိုလ်တယောက်ဟာအမြဲတမ်းကလေးစားချေလို့တစ်ဖက်သားအပေါ်မှာကျွလွန်မိမဲ့အကုသိုလ်အားလျော်စွာဒုက္ခရောက်ဖို့တွေကအများကြီးဖြစ်တယ်။ဒါကြောင့်မို့မြတ်စွာဘုရားကရှင်တဲ့နှလုံးထဲမှာမှတ်မထားနဲ့။အဲ့တော့ဘုန်းကြီးတို့တွေဟာဘာကြိုးစားရမလဲ။ကိုယ်ဆဲသွားလို့ရှိရင်ဘာဖြစ်လဲလူကဆဲလိုက်တာနဲ့တပြိုင်နက်လူတွေမှာမာနဆိုတာရှိတယ်မာနဆိုတာငါကိုမထိနဲ့မခံဘူးဆိုတဲ့စိတ်ဓာတ်အဲ့ဒီမာနဟာလည်းအကုသိုလ်တရားပဲဖြစ်တယ်ပေါ့အဲ့ဒီမာနကိုယ်ဆဲတာကိုငုတ်ခံရတာကိုအရှုံးကြီးရှုံးတယ်လို့လူတွေမှာယူဆကြမြတ်စွာဘုရားကတော့အဲ့ဒီလို
မဆိုဘူးအကောဒီနာစီနေကောတာကိုကိုဒေါသနဲ့တစုံတစ်ခုလုံးမယ်ဆိုရင်ကိုကဒေါသနဲ့မတုတ်ပြန်မဲ့နဲ့သီးခံခြင်းဖြင့်အနိုင်ယူရမယ်လို့မြတ်စွာဘုရားတိတ်ခေါ်တာသို့တော့အနိုင်ယူပုံယူနည်းကလောကလူသားတွေအနိုင်ယူပုံနဲ့သူတော်ကောင်းတွေရဲ့အနိုင်ယူပုံအလွန်ကွာခြားတယ်မြတ်စွာဘုရားကိုယ်တိုင်လည်းအဆဲခံရတဲ့အကျိန်ပေါင်းများစွာပဲကိုယ်တိုင်အဆဲခံရတယ်သို့တော့မြတ်စွာဘုရားဆဲလာတဲ့အခါငါကိုဆဲသွားတယ်လို့စိတ်ထဲမှာရှိကိုမရှိဒီလူငါကိုဆဲသွားတယ်ဆိုတဲ့အတွေးကိုခေါင်းနဲ့ထက်မထည့်ဘူးအဲ့ဒီခေါင်းနဲ့ထည့်လိုက်တာဟာမပွေးတကောင်ကိုခပိုက်ပိုက်လိုက်တယ်လို့ဖြစ်သွားတယ်ကိုယ့်အတွက်မှာအန္တရာယ်ကြီးတစ်ခုဖြစ်တာသို့သောလောကလူသားတွေကသိလားလို့ဆိုမသိဘူးဘယ်သူကလွှမ်းမိုးပြီးတော့အမှန်မသိအောင်လုပ်နေတယ်လဲဆိုရင်မာနဆိုတဲ့တရားငါထီရင်မခံဘူးဆိုတဲ့မာနတရားကြောင့်ဆဲရင်ပြန်ဆဲမယ်ရိုက်ရင်ပြန်ရိုက်မယ်ဆိုတဲ့ကလေးစားချေမှုဘက်မှာလောကလူတွေဟာအတန်နေကြတယ်ဒီကနေ့ခွင့်လွှတ်ခြင်းဆိုတာကိုယ့်အလို့မဟုတ်တယ်လို့နေကြတာအဲ့ဒီကြတော့လောကကြီးတစ်ခုလုံးဟာငြိမ်းချမ်းမှုတွေပျက်စီးပြီးရံပွဲတွေနဲ့လွှမ်းမိုးပြီးတော့သွားကလေးစားချေမှုတွေနဲ့လွှမ်းမိုးသွားတယ်မဆုံးနိုင်တဲ့အမုန်းတန်တရားကြီးတွေမှာကိုယ်လည်းရံမကင်းတစ်ဖက်သားလည်းရံမကင်းတဦးနဲ့တဦးငြိမ်းချမ်းခြင်းဆိုတဲ့အရာတွေဆုံးရှုံးသွားတယ်ဆိုတာလောကလူသားတွေဟာမသိကြဘူးပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကဆုံးမတယ်ဘုရားကိုယ်တိုင်ဆုံးမခံရတဲ့အချိန်တွေရှိခဲ့တဲ့အချိန်တွေပါအတွေ့အကြုံလေးတစ်ခုပြောရမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကောသမိကြွလာတယ်ကောသမိမြို့ထဲဆွမ်းခံဝင်တဲ့အခါမှာမြတ်စွာဘုရားမကိုအမုန်းကြီးမုန်းတာဘယ်သူလဲလို့ဆိုရင်ဥဒေနာမင်းရဲ့တတိယမြောက်မိဖုရားဖြစ်တဲ့မာခန္ဒီဆိုတဲ့မိဖုရားပဲဖြစ်တယ်မြတ်စွာဘုရားကိုအလွန်မုန်းတယ်မုန်းသည့်အတွက်ကြောင့်သူဘာလုပ်တယ်လဲဘုရားနဲ့တန်ဃာတွေဆွမ်းခံလာပြီးဆိုတဲ့အခါမှာလူတွေကိုပတ်စံပေးပြီးတော့ဆဲခိုင်းတာဆဲတယ်ဆွမ်းခံလာတဲ့ကိုတော်တွေအကုန်ဆဲလွတ်တယ်အဲ့လိုဆဲတဲ့အခါမှာမြတ်စွာဘုရားကိုရှင်အနန္ဒာကလျှောက်တယ်ရှင်ဘုရားတပည့်တော်တို့ဆွမ်းခံသွားတဲ့အခါမှာလူတွေကရုပ်ရုပ်မာမာတို့ဆဲကြတယ်အဲ့တော့ဒီကောသမိမှာမနေရင်ကောင်းမယ်ထင်တယ်တပည့်တော်တို့တဏှာရွှေ့ရင်မကောင်းဘူးလားဆိုတော့မြတ်စွာဘုရားမိတ်ကြားတာလေးကိုအသားထားဖို့လိုအပ်တယ်နော်မြတ်စွာဘုရားကရှင်နန္ဒာကိုမေးလိုက်တယ်အာနန္ဒာဟုတ်ပြီကောသမိကဆဲလို့တခြားမြို့ရွှေ့အဲ့ဒီမြို့ကလူတွေကဆဲရင်ရောဘယ်လိုလုပ်မလဲအရှင်ဘုရားအဲ့ဒီမြို့ကဆဲရင်လည်းနောက်တစ်မြို့ရွှေ့သေးတာပေါ့ဆဲတာတွေကိုရှောင်လွှဲပြီးတော့သွားမယ်ပေါ့မဆဲတဲ့နေရာကြိုးစုမဲ့နေရာပဲသွားမယ်ဆဲတဲ့လူတွေမခံနိုင်ဘူးပေါ့ရွှေ့မယ်လို့ပြောမြတ်စွာဘုရားကဘာအမေးရှိအာနန္ဒာပြဿနာကိုခုလိုရှင်းမဆိုင်မဲနဲ့ရှောင်လွှဲပြီးမသွားသင့်ဘူးဒီနေရာမှာပေါ်တဲ့ပြဿနာဒီနေရာမှာပဲငြိမ်းအောင်လုံးမှတနေ့လုတ်ပြီးတော့မှတနေရာကိုရွှေ့တဲ့နေမြတ်စွာဘုရားကပြဿနာကိုရှောင်ပြေးတာမကြိုက်ဘူးပြဿနာကိုရင်ဆိုင်ဖြေရှင်းတာပဲကြိုက်တယ်။ဘာကြောင့်မကြိုက်တာလို့ဆိုပြဿနာတစ်ခုရှောင်ပြေးသွားရင်နောက်ထပ်ပေါ်အောင်မှာပဲဒီပြဿနာအဲ့တော့ရှောင်စရာနေရာနောက်ဆုံးကြတော့ကုန်သွားမှာရင်ဆိုင်လိုက်တယ်ရင်ဆိုင်လိုက်တဲ့အခါငြိမ့်သွားရင်ဆိုင်ပြီးတော့ငြိမ်းချမ်းမှုကိုမြတ်စွာဘုရားကလမ်းညွှန်ပြတာပဲဖြစ်တယ်နော်ဒီကံရင်ခွင့်လွှတ်ခြင်းနဲ့ရင်ဆိုင်လိုက်တဲ့အခါမှာဆဲတဲ့လူတွေဟာနောက်ပိုင်းကျတော့လက်လျှော့သွားလက်လျှော့ပြီးတော့ရှုံးပေးသွားတယ်ဒါမြတ်စွာဘုရားကိုယ်တိုင်ဒီကံရင်ခွင့်လွှတ်ခြင်းအမှတ်မထားခြင်းအဖြစ်စော်ကားဆဲရလာတဲ့ပုဂ္ဂိုလ်တွေ
ရှောင်လွဲတာဒီပုံစံနဲ့ပဲရှောင်လွဲတာနောက်တစ်ခုမှတ်သားစရာလွန်ကောင်းတာဖယားတစ်ပါးတည်းကိုပဲကျောင်းကိုလာပြီးတော့မြတ်စွာဘုရားကိုနင်ပဲငတ်ဆလက်ညှိုးထိုးပြီးတော့ဆဲတဲ့ပုံနာကြီးတယောက်ရှိစာပေကျမ်းမှာသူ့ကိုအကောတကဘာရထွားစာလို့နာမည်ပေးထားတယ်ဆဲရည်တဲ့ဘာရထွားစာပုံနာမြတ်စွာဘုရားကိုရိုးရိုးမာမာလေးဆဲတယ်မကျေနပ်လို့လာပြီးတော့ဆဲမြတ်စွာဘုရားကအပြုံးမပြတ်ဘူးသူဆဲလို့ဆဲတဲ့လူဆိုတာမတုံ့ပြန်လို့ရှိရင်သူဟာမောသွားစမြဲပဲလေမြတ်စွာဘုရားကမတုံ့ပြန်မဲနဲ့နေတဲ့အခါမှာသူဆဲမှုရပ်သွားတော့အဲ့ဒီအချိန်မှာမြတ်စွာဘုရားမေးတယ်ပုံနာတဲ့မင်းဆဲလို့အားရပြီဆိုငါမင်းတခုမေးမယ်မင်းအိမ်ကိုဧည့်သည်တွေလာတဲ့အခါမှာမုံပဲသေးစားတွေအခန့်ကျွေးမွေးတာမရှိဘူးလားအားရှိတာပေါ့အဲ့ဒီမုံပဲသေးစားတွေကိုဧည့်သည်ကစားမသွားဘူးဆိုရင်အဲ့ဒီမုံပဲသေးစားတွေကဘသူဟာဖြစ်မလဲဟာတပည့်တော်ဟာပဲဖြစ်မှာပေါ့ကျွန်ုပ်ဟာပဲဖြစ်မှာပေါ့ဧည့်သည်မစားဘူးဆိုရင်ကိုယ့်ပစ္စည်းဟာကိုယ့်ပစ္စည်းအေးအဲ့ဒီတိုင်းပဲမင်းကိုငါတခုပြောမယ်ငါကိုမင်းကဆဲရည်ချင်းဖြင့်လက်ဆောင်နေလာပေးမင်းလက်ဆောင်နေငါတခုမှလက်မခံဘူးအဲ့ဒါတွေမင်းဟာတွေပဲဆဲရည်ဓာတ်တွေမှန်သမျှမင်းဟာတွေပဲငါနဲ့ဘာမှမဆိုင်ဘူးဆိုပြီးတော့မင်းရှိလိုက်လက်မခံတဲ့လက်ဆောင်လက်မခံဘူးဆိုတာအတိမတ်ကိုမပြုတာငါကိုဆဲနေတာလို့အတိမတ်ကိုမပြုတာဗျာဆိုဗျာအဲ့ဒီလိုမိတ်လိုက်တဲ့အခါကျတော့ပုံနာကြီးဟာစဉ်းစားကြည့်ရှင်တဲ့နှလုံးထဲမှာသူတယောက်တည်းအမှားကျွလွန်မိတယ်လို့စိတ်ထဲမှာခံစားရပြီးအဲ့ဒီမှာနေပဲမြတ်စွာဘုရားကိုကြော့ဝန်ချပြီးနောက်ဆုံးမှာတပည့်ခံသွားတာဖြစ်တယ်ဟောအဲ့တော့ဘုရားရဲ့တပည့်တာဝကဖြစ်ကြတဲ့ဘုရားကိုကြည်ညိုမြတ်နိုးကြတဲ့ဘုရားဝတ္တဝင်သူတော်စင်ကြီးကိုလာဆဲလို့ရှိရင်အေးသူဆဲတာငါကပ်ပါတာမှတ်လို့နားမထောင်ဘူးဒီဘက်နားကဝင်လာရင်ဟိုဘက်နားကထွက်တယ်အတိမတ်မပြုတ်ဘူးအတိမတ်မပြုတ်ပဲနေလိုက်လို့ရှိရင်သူဆဲလို့အားရရင်သူရပ်သွားမယ်ကိုကပြန်မဆဲသည့်အတွက်ကြောင့်ဆက်ပြီးတော့ကျွလွန်နေမှာမဟုတ်ဘူးလက်တောင်မှနှစ်ဖက်တီးမှအတန်ကြီးတာဖြစ်တယ်တစ်ဖက်တည်းဆိုရင်အတန်ထွက်မှာမဟုတ်ဘူးဒါကြောင့်မို့လို့ဆဲလို့အားရအောင်ဆဲသွားပါစေငါကတော့မင်းဆဲတဲ့မြငါအတိမတ်ပြူဘူးယင်းထဲမှာအမှတ်မထားဘူးဆိုလို့ရှိရင်သူဆဲတာသူနဲ့ပဲသက်ဆိုင်တယ်ကိုနဲ့မဆိုင်တော့ကိုပစ္စည်းမဟုတ်လာတော့လက်မခံတဲ့လက်ဆောင်လို့သဘောထားပြီးဆဲတာကိုယင်းထဲမှာမှတ်မထားခြင်းဟာလက်မခံတဲ့လက်ဆောင်ပဲဖြစ်တယ်ဆိုတဲ့မြတ်စွာဘုရားရဲ့အသုံးအနှုန်းတိုင်းဘုန်းကြီးတို့တွေကိုယ်စိတ်ကိုထိန်းနိုင်ကြမလားအဲ့ဒီလိုထိန်းပြီးတော့စမ်းကြည့်ပေါ့ကိုလာဆဲလို့ရှိရင်မြတ်စွာဘုရားကအတိမတ်မပြုနဲ့ဆဲရတာသူဟာသူပဲငါနဲ့မဆိုင်ဘူးဆိုပြီးတော့ရှောင်တိန်နေလိုက်တဲ့စိတ်ထဲမှာအတိမတ်မပြုနဲ့အတိမတ်ပြုလိုက်ခြင်းဟာကိုလက်ခံရရောက်တယ်လို့ဟုတ်လို့ဆုံးမတာရန်စားဟာငြိမ့်သွားသူဆဲလို့ကိုပြန်ဆဲမယ်ဆိုလို့ရှိရင်ဆဲတန်တရားကလွတ်လာမှာမဟုတ်တော့သူဆဲကိုဆဲသူဆဲကိုဆဲအရှိန်တွေဟာမြင့်တက်လာမှာသာဖြစ်တယ်ပေါ့ငြိမ်းချမ်းသွားမှာဖြစ်မှာမဟုတ်ဘူးအေးကမ္ဘာငြိမ်းချမ်းရေးကြီးကိုလိုချင်တယ်ဆိုရင်မြတ်စွာဘုရားလမ်းစဉ်မှာတပါတခြားနည်းလိုက်เสียမရှိဘူးလက်နဲ့ကြီးတွေတကားကကင်ထားပြီးငြိမ်းချမ်းရေးစကားဆိုးနေတာဟာအလွန်ကိုရဲပွဲရကောင်းတယ်ပေါ့မြတ်စွာဘုရားရဲ့တရားဓမ္မအဆုံးအမနဲ့ကြည့်မယ်ဆိုရင်6လုံးမြူခါထိုးပြီးငြိမ်းချမ်းရေးစကားပြောနေလို့ဘယ်တော့မှရမှာမဟုတ်ဘူးမငြိမ်းချမ်းတဲ့အလုပ်တွေလုပ်နေကြရင်ဘယ်တော့မှငြိမ်းချမ်းမှာမဟုတ်ဘူးဆိုတာအလွန်ထင်ရှားတယ်ပေါ့နော်အလုံးဟာတယောက်နဲ့တယောက်အနိုင်ရခြင်းနေတယ်ဆိုရင်ဘယ်တော့မှငြိမ်းချမ်းမှာမဟုတ်ဘူး
ကဘာကြီးဟာငြိမ်းချမ်းရေးမရနိုင်ဘူးမြတ်စွာဘုရားနီးသီတာလည်းတကယ်ငြိမ်းချမ်းရေးကိုရဆွမ်းဆောင်နိုင်ပါပဲဖြစ်တယ်ပေါ့မြတ်စွာဘုရားဟာကိုယ်တိုင်ကြုံတွေ့ရတဲ့ဆဲရည်မှုတွေကိုအခုလိုပဲတုံ့ပြန်ခဲ့တာဖြစ်တယ်ယဟန်တန်ဃာတွေကိုတည်ပြီးဆုံးမတဲ့အခါမှာအဟန္တာဂောဝသင်္ကာမေစပတောပဋိတံတရံစစ်ပွဲကိုဆင်နွှဲတဲ့ဆင်ကြီးဟာရန်သူတွေပြစ်လိုက်တဲ့မြားတံနေလှန်ချက်တွေမြားချက်တွေဓာထာယာတွေအဲ့ဒါတွေကိုအမှုမထားဘဲနဲ့ရှေ့ကိုအတင်းတက်ပြီးတော့ရန်သူကိုချေမုန်းတာလုပ်တယ်လို့ရတန်တွေကိုတီးမခံနိုင်လို့နောက်ဆုတ်တာမလုပ်ဘဲနဲ့ရှေ့တိုးပြီးကိုလုံးတင်တာလှုပ်သွားတာမျိုးလို့ပဲငါဟာအများစုရဲ့စော်ကားတဲ့စကားတွေကိုငါသိခံမယ်အဟနာဂောဝသင်္ကာမေစပတောပဋိတံတရံပြစ်လိုက်လို့ခန္ဓာကိုယ်ပေါ်ကျလာတဲ့မြားတံတွေကိုဆင်မြောင်ကြီးဟာသိခံတယ်လို့ငါဟာလည်းပဲသိခံမယ်လူတွေစော်ကားမော်ကားပြောတဲ့စကားတွေမှန်သမျှအကုန်လုံးသိခံမယ်သိခံနေဆိုတဲ့အဓိပ္ပာယ်ဟာဘာတွေပဲလှုပ်အပြုံးမပြတ်နေတာကိုသိခံတယ်လို့ခေါ်တယ်စိတ်ဆွမ်းအားတစ်မျိုးပဲသိခံမှုဆိုတာဆဲနေတာကိုပြုံးနေနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပဲဆဲတာကိုအတိမတ်ပြုလိုက်ရင်ပြုံးလို့မရတော့အတိမတ်မပြုဘူးဆိုလို့ရှိရင်ကိုယ့်ရင်ထဲမှာဆဲတွေရောက်မလားအဲ့ဒီလိုမြတ်စွာဘုရားကဘာဖြစ်လို့စော်ကားတဲ့စကားတွေကိုသိခံမယ်လို့ပြောတယ်လဲဆိုရင်ဒုတ်တိလောဟိဘောဇနောတဲ့လောကမှာလူအများစုဟာကိုယ်ချင်းတရားပြပြသူတွေဖြစ်တယ်ဒါကြောင့်မို့သူတို့နဲ့တုဖက်ပြီးတော့ရမဖြစ်ဘူးလို့ဒီလိုအဓိပ္ပာယ်မျိုးရတယ်နော်သိခံတယ်တရားမင်းကြီးရဲ့သိခံမှုနဲ့ပတ်သက်ပြီးတော့တက္ကတန်ယုတ်မှာဟောထားတာဆိုတာလည်းပဲတရားမင်းကြီးဟာအလုံးကိုသိခံနိုင်စွမ်းရှိသူဟာတရားဖြစ်သွားတာလေသိခံလို့တရားဖြစ်တယ်တရားဖြစ်ခြင်းရဲ့အကြောင်းတာဝရိန္ဒနတ်ပြည်ကသူတော်ကောင်းတွေရဲ့ကျင့်စဉ်ဆိုပြီးတော့9မျိုးဟောထားတာရှိမိဘကိုလှုပ်ကြွေးတာကြီးသူကိုယ့်ရဲ့အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုလေးစားတာဂုဏ်တိုက်စကားမဆိုးတာဒေါသကိုထိမ့်သိမ်းတာမနဲ့စကားကိုသာဆိုးတာနှမျောတွန့်တိုမှုဆိုတဲ့မစ္စရိယကိုဖယ်ရှားတာနော်အမျက်ဒေါသကိုထိန်းချုပ်ထားတာအဲ့ဒါတွေအားလုံးဒီလိုစွမ်းရည်ရှိတဲ့ပုဂ္ဂိုလ်တွေကိုတာဝရိန္ဒနတ်ပြည်ကတကယ်သူတော်ကောင်းအဖြစ်သတ်မှတ်ကြတယ်အဲ့ဒီထဲပဲတရားမင်းကြီးရဲ့သိခံမှုပါမကလူလင်ဘဝကတည်းကသိခံခြင်းဆိုတဲ့စိတ်ဓာတ်အလုံးကိုယဉ်ကျက်မြင်မာပြီးတော့တရားမင်းဖြစ်တော့လည်းပဲအလုံးကိုသိခံတယ်အဖြစ်ပြတစ်ခုကတာဝရိန္ဒနတ်ပြည်ကနတ်တွေနဲ့အတုရာတွေဟာမကြာခဏရံပွဲတစ်ခုရှိတယ်ပေါ့။ဘာကြောင့်အဲ့ဒီရံပွဲဖြစ်ရတယ်လဲလို့ဆိုရင်တရားမင်းကြီးတို့မာခလူလင်အဖွဲ့ကကုသိုလ်ကောင်းမှုတွေပြုပြီးတာဝရိန္ဒနတ်ပြည်ရောက်သွားတဲ့အခါမှာဘာနဲ့အလားတရံတူတော့ဆိုသူတို့ရဲ့အရင်တာဝရိန္ဒနတ်ပြည်ရောက်နေတဲ့နတ်တွေရှိတယ်လူပြည်မှာ Aborigine လို့ခေါ်တဲ့မူလကျွန်းနေလူတွေရှိတယ်ခုဩစတြေးလျတို့သီရိလင်္ကာတို့နိုင်ငံတွေမှာဆိုရင်မူလကျွန်းနေလူလို့အမေရိကတိုက်ကြီးမှာလည်းပဲ Red Indian တွေဆိုတာမူလကျွန်းနေသမားတွေအဲ့ဒါလိုပဲတာဝရိန္ဒနတ်ပြည်မှာမူလအကရေကရောက်ရှိနေတာအတုရတွေလို့ခေါ်တယ်အတုရနတ်တွေအဲ့ဒီအတုရနတ်တွေကနတ်ပြည်မှာရှိတဲ့တတိဝလန်တွေကရတဲ့အဖျော်ယမကာကိုတောက်ကြတယ်
နားထောင်ကောင်းယမကာလို့ခေါ်တာပေါ့ဖီယာတို့အရက်တို့တောက်တယ်အဲ့ဒါတွေတောက်ပြီးတော့မူရစ်နေကြတာတို့တရားဆိုတာကုသိုလ်ကောင်းမှုတွေလုပ်ပြီးရောက်သွားတဲ့အခါမှာသူ့နောက်ကနတ်တွေကိုတတိပေးတယ်မင်းတို့မတော့ကြနဲ့ကိုကနတ်တစ်တွေရောက်လာပြီဆိုတော့ဘီယာနဲ့အခါပြီးတော့တောက်မူရစ်နေတဲ့အချိန်မှာအဲ့ဒီအတုရတွေအားလုံးခုတ်ဆွဲပြီးတော့ပင်လေတဲ့အကုန်ပြစ်ချလိုက်တယ်တောင်ရိသနတ်ပြေကနေမောင်းထုတ်လိုက်တယ်ပေါ့သူတို့ကလည်းကုသိုလ်ကံရှိတဲ့ပုဂ္ဂိုလ်တွေဆိုတော့မြင့်မို့တောင်ချေပင်လေအောက်ထဲကမြင့်မို့တောင်ချေမှာအတုရဘုံဆိုတဲ့နေရာဌာနတစ်ခုရောက်သွားတယ်တရားမင်းတို့အဖွဲ့ကတောင်ရိသနတ်ပြေမြင့်မို့တောင်ထိပ်မှာနတ်ပြေအသစ်တီထောင်ပြီးတော့အဲ့ဒီမှာနေကြတယ်တောင်ရိသနတ်ပြေမှာပင်လေကတပင်ကြီးကတစ်နှစ်တစ်ခါပွင့်အတုရာပြေကြတော့တခုတ်ပွင့်နေပွင့်တစ်နှစ်တစ်ခါတခုတ်ပွင့်နေပွင့်အဲ့လိုသူ့ဘုံနဲ့သူဖြစ်သွားကြတယ်သူ့နယ်နဲ့သူဖြစ်သွားဗမာစကားထဲမှာကြားဘူးလိမ့်မယ်တခုတ်ပင်ကပွင့်လာပြီဆိုတဲ့အခါမှာအတုရာတွေကငါတို့ငကိုနေတဲ့နေရာကတခုတ်ပွင့်မဟုတ်ဘူးပင်နဲ့ကတိပွင့်ဖြစ်တယ်အခုငါတို့ဟာတခုတ်ပွင့်တဲ့နေရာရောက်နေတယ်ဒါတို့နေရာမဟုတ်ဘူးဆိုပြီးတော့တခုတ်ပွင့်တိုင်းတောင်ရိသနတ်ပြည်ကိုတက်ပြီးတော့စစ်တိုက်ကြတယ်တရားမင်းကြီးကလည်းအာလိန်50ဆိုပြီးတော့အဆောင်နေ5မျိုးချတာတယ်အခြေခံကနဂါပြီးဂလုံးပြီးတော့ခုံပန်းပြီးတော့ရက်ခနတ်တီအဲ့ဒါလိုအဆင့်ဆင့်ထားအဲ့ဒါလိုတခုတ်ပင်ပွင့်တိုင်းစစ်ပွဲဆင်နွှဲတာဖြစ်လို့ဗမာစကားမှာတခုတ်ပင်ကမေးတကြီးဆိုတာအဲ့ဒီသဘောပြောရညိုးရံစာကိုဖော်ဆပေးသလိုလိုတခုတ်ပွင့်တိုင်းထပြီးတော့စစ်တိုက်နေကြတာဖြစ်လို့အတုရာတွေကအဲ့လိုတိုင်တရက်မှာတော့အတုရာရဲ့ခေါင်းဆောင်ကိုတရားမင်းကြီးကဖမ်းလိုက်တယ်ဖမ်းပြီးတော့သူရမဒေဝတဘာဆိုတဲ့နတ်တွေအစည်းအဝေးခမ်းမအဝင်ထွက်နားမှာသူ့ကိုဖမ်းချုပ်ထားလိုက်တယ်တရားမင်းကြီးသူရမတဘာတဲ့ဝင်တိုင်းရုပ်မှာအဲ့ဒီအတုရခေါင်းဆောင်ကဆဲတယ်တရားမင်းသို့တော့ဘလို့ပဲဆဲတရားမင်းကအပြုံးမပြတ်ဘူးသူ့ဘာသူသွားနေသူဆဲတာနားလည်းမထောင်ဖြတ်သွားတိုင်းဆဲအဲ့တော့တရားမင်းကြီးနဲ့အတူလိုက်လာတဲ့နောက်ကပါတဲ့တရားမင်းကြီးရဲ့ယထာဒိန်ခေါ်တယ်မာတလိနတ်သားကပြောတယ်ရှင်တရားမင်းဒီလောက်ဆဲနေတာဘာလို့သိခနေမှတ်လောက်သားလောက်ဒီကောင်ဆုံးမရကိုဆဲနေတာဘာလို့မကြားကြအောင်ဆောင်ဆိုတော့ပြောတယ်သူ့ဘာသူဆဲတာဆဲပဲစီငါအတိမမပြုတ်ဘူးအတိမမပြုတ်ခြင်းဟာနှလုံးအတွက်ကောင်းတယ်လို့တရားမင်းကြီးကပြောတဲ့စကားဟာအလုံးကိုငါသိခန္ဓာငါအလုပ်ပဲဖြစ်တယ်လို့ပြောတဲ့အခါကျမဟုတ်ဘူးတရားမင်းနွားများလိုပဲအရှုံးပေးတဲ့နွားကိုဝိုင်းပြီးတော့ခွေထကြတယ်နွားတွေခွေပြီးဆိုလို့ရှိရင်ပြေးတဲ့နွားကိုဝိုင်းလိုက်ပြီးတာမှတ်ပြီရှုံးပြီးတော့ထွက်ပြေးတဲ့နွားကိုဝိုင်းခွေခံရတတ်တယ်တရားမင်းကြီးလည်းပဲအရှုံးမပေးပါနဲ့ချိန်လုံးနဲ့သူ့ကိုနာနာဆော်လိုက်ပါဆိုတော့တရားမင်းကမဟုတ်ဘူးတဲ့သိခံခြင်းခွင့်လွှတ်ခြင်းဟာအကောင်းဆုံးပဲငါကိုကြောက်လို့သိခံတယ်လို့ပဲထင်ငါကြောင့်ပဲသိခံတယ်ထင်သိခံခြင်းဟာငါအလုပ်ပဲလို့တုံ့ပြန်ပြောဆိုတဲ့စကားတွေဟာသိခံမှုကိုဥတည်ပြီးတော့ပြောတဲ့စကားတွေပဲဖြစ်တယ်ပေါ့တရားမင်းကြီးရဲ့သိခံမှုကလည်းပဲအမခံစွမ်းဆောင်မှုရှိဘာကြောင့်လဲဆိုလို့ရှိရင်
အနိုင်ရသူကသိခန္ဓာဖြစ်တယ်ရှုံးလို့ကြောက်လို့သိခန္ဓာကအဆန်းမဟုတ်ဘူးအနိုင်ရရဲ့တန်တဲ့သိခံခွင့်လွှတ်ခြင်းဟာပို့ပြီးတော့အောဝေရကောင်းတယ်ပေါ့ဒီကနေ့ခေတ်မှာတော့အနိုင်ရသူကသိခံတယ်ဆိုတာမရှိဘူးရှုံးတဲ့လူကပဲငုံခံပြီးတော့မပြောရဲလို့ကြောက်နေကြတာဖြစ်တယ်အေးသိခံခြင်းခွင့်လွှတ်ခြင်းဆိုတာပညာရှိသူတော်ကောင်းတွေရဲ့အလုပ်ဖြစ်တယ်တရားမင်းကြီးဟာအဲ့လိုသိခံခဲ့တာမြတ်စွာဘုရားရဲ့သိခံမှုတရားမင်းကြီးရဲ့သိခံမှုခန္တီဝါရီဇတ်မှာခန္တီဝါရီယသိကြီးရဲ့သိခံမှုတွေဟာအလုံးကိုထူးခြားအောပဲကောင်းတဲ့သိခံနိုင်စွမ်းမှုတွေပဲဖြစ်တယ်အဲ့ဒါတွေကိုစံနမူနာထားပြီးတော့ကိုယ်တစုံတယောက်ကလာရောက်ပြီးစော်ကားပြီးဆဲမယ်ဆိုလို့ရှိရင်တုံ့ပြန်ဆဲရခြင်းမပြုဘဲနဲ့သိခံခွင့်လွှတ်ခြင်းဆိုတာဟာမြတ်ဗုဒ္ဓရဲ့ဆုံးမတရားအတိုင်းသူတော်ကောင်းတို့ရဲ့ကျင့်စဉ်တစ်ခုကိုကျင့်ရင်းလာလည်းဖြစ်တယ်မိမိကိုယ်ရဲ့ခန္တီပရမန္တပောတိဒိဋ္ဌာလို့ဆိုတဲ့မြတ်စွာဘုရားရဲ့ဆုံးမတိုင်းသိခံခြင်းဆိုတဲ့အကျင့်တရားဟာအမြတ်ဆုံးအကျင့်ဖြစ်ပါလေဒါကြောင့်မို့သိခံနိုင်အောင်ကြိုးစားရမှာဖြစ်တယ်လို့ဆိုလိုတယ်ပေါ့အကောစီမံအဝတိမံအစိနေမံအဟာတိပဲဟုတ်ပြီသိခံတယ်ဆိုတာဆဲတာတစ်ခုတည်းတင်သိခံရမှာမဟုတ်ဘူးကိုယ်ကိုနှိမ့်ဆက်ညှဉ်းပန်းတာကိုလည်းပဲတုံ့ပြန်လှုပ်ခြင်းမပြုဘဲနဲ့သိခံတယ်ခန္တီဝါရီယသိဆိုလို့ရှိရင်ဆူရှိတဲ့ကျိန်လုံးတွေနဲ့ရိုက်လဲရှင်တွေကအမုန်းတရားကိုမဖြစ်စေဘဲနဲ့သိခံနေတယ်နှုတ်ကထွက်ပြီးတော့မပြောဘဲနဲ့သိခံတယ်နောက်ဆုံးမှလက်ချေဖြတ်ခံရသည့်ထိအောင်သိခံသွားတယ်သိခံမှုအတိုင်းအတာတစ်ခုအကန့်အသတ်မရှိအသက်ဆုံးသည့်ထိအောင်သိခံသွားတယ်ခဏခေတ်လူတွေကြတော့အဲ့လိုမဟုတ်ဘူးသိခံတယ်ဆိုတာအကန့်အသတ်ရှိတယ်လို့ပြန်ပြီးတော့ချိန်ချောက်ကြတယ်ပေါ့နော်ငါသိခံနေတာကိုမင်းတိုးပြီးတော့မလုံနဲ့တိုးလုံလို့ရှိရင်ငါသိခံမှုဟာအတိုင်းအတာအကန့်အသတ်ရှိတယ်ဆိုပြီးတော့ချိန်ချောက်လိုက်တာခုခေတ်ချိန်ချောက်နေခေါ်တယ်သိခံခြင်းဟာအတိုင်းအတာရှိတယ်ဆိုပြီးတော့အတိုင်းအတာကြောလာရင်တော့သိမခံဘူးဟေ့လို့ကြောကြတာနဲ့တူတူပဲပေါ့နော်အဲ့ဒါလို့ဆိုကြမြတ်စွာဘုရားကတော့မဟုတ်ဘူးသိခံခြင်းဆိုတာအတိုင်းအတာမရှိဘူးဘယ်အခါပဲဖြစ်ဖြစ်သိခံနိုင်စွမ်းရှိရသိခံနိုင်ခြင်းဟာပညာရှိသူတော်ကောင်းတို့ရဲ့ကြံ့ခိုင်တဲ့စိတ်ဓာတ်သားလည်းဖြစ်တယ်လွယ်သလားဆိုတော့မလွယ်ဘူးအေးသိခံနိုင်ဖို့အတွက်ကိုယ်မှာအရည်ချင်းတွေရှိအောင်ကြိုးစားအထောက်ကြရအောင်မှာဖြစ်တယ်ရေစတံနုပနရှန္တိကိုဆဲလာလို့ရှိရင်ကိုတစုံတယောက်ကနှိမ့်ဆက်ညှင်းဆဲလာအနိုင်ကျင့်လာတယ်ဆိုရင်ကိုပစ္စည်းမတရားယူသွားတယ်ဆိုရင်ဒါတွေကိုရင်နဲ့နှလုံးထဲမှာတိမှတ်ပြီးကလေးစားချေပါလားဆိုမဟုတ်ဘူးရှင်ထဲမှာမှတ်မထားနဲ့သူလှုပ်တဲ့မဟုတ်တဲ့လှုပ်ရဟာသူနဲ့သာသက်ဆိုင်နေငါနဲ့မသက်ဆိုင်ဘူးသူမဟုတ်တာလှုပ်လို့ရှိရင်ဒီမဟုတ်တာလှုပ်ရဟာသူ့စီပဲပြန်ရောက်သွားလိမ့်မယ်ကံကြမ္မာရဲ့သဘောတရားကလူတယောက်ကိုကဆဲလိုက်တယ်ဆဲလိုက်လို့အဲ့ဒီကံကြမ္မာကတုံ့ပြန်လာတဲ့အခါမှာအဲ့ဒီလူဟာဆဲခံရခြင်းဆိုတဲ့အကျိုးလာတာတစ်ဖက်သားကိုလှုပ်လိုက်လို့ထိခိုက်သွားပြီဆိုရင်အဲ့ဒီထိခိုက်နေတာမှုသည်လှုပ်သူစီပြန်ရောက်လာတယ်ဒါဟာကံကြမ္မာရဲ့သဘောဥပမာဆိုတော့လူတယောက်ကိုမျက်စိကန်းအောင်လှုံလိုက်တယ်အဲ့ဒီလှုပ်လိုက်တဲ့မျက်စိကန်းတဲ့ဒုက္ခသည်တနေ့ကျတော့ကိုယ်စီရောက်လာပြီကိုယ်တိုင်မျက်စိကန်းရတယ်လူတယောက်ကိုခြေပြက်လက်ဖြတ်ဖြစ်အောင်လှုပ်လိုက်တယ်ကိုပေးလိုက်တဲ့ဒုက္ခတနေ့ကျတော့ကိုယ်စီရောက်လာပြီကိုခြေဖြတ်ခံရတာလက်ဖြတ်ခံရတာမျိုးဖြစ်လာတယ်တူညီသောအကျိုးကိုပေးတယ်ဆိုတာကံကြမ္မာရဲ့ဘာဝပဲဖြစ်တယ်ပြောင်းလဲလာသလိုကိုလှုပ်တဲ့လှုပ်ရကိုစီပြန်ရောက်လာတယ်ဆိုတာမလွဲမသွေဖြစ်လာနိုင်တဲ့အနေအထားတစ်ခုပဲလို့သူတို့ဆို
ယာတိတံဝပတိပိစံဒါရိတံဟရတိဖလံကိုစိုက်တဲ့မျိုးစေ့ဟာအဲ့ဒီမျိုးစေ့နဲ့အလားတရံတူတဲ့အသီးကိုရမှာဖြစ်တယ်အခါမျိုးစေ့စိုက်မိရင်အခါသည်သီးမှာဖြစ်တယ်အချိုမျိုးစေ့စိုက်မိရင်အချိုမျိုးစေ့ချိုပင်အချိုသည်သီးမှာဖြစ်တယ်ကိုလို့တဲ့အတိုင်းကိုစီပြန်ရလာနိုင်တယ်ဆိုတဲ့သဘောတရားကိုဆင်ခြင်ပြီးတော့လွတ်အောင်ရှောင်ရင်းတာလည်းဖြစ်တယ်တိခဏ်ချင်းဟာလွတ်အောင်ရှောင်လိုက်တာပဲဖြစ်တယ်ပေါ့အဲ့ဒီပြဿနာတွေကိုမပါအောင်လွတ်အောင်ရှောင်လိုက်သည့်အတွက်ကြောင့်မစင်တုံးနဲ့ကောက်ပေါက်တဲ့လူကိုတိမ့်လိုက်တာနဲ့ပေါက်တဲ့လူကတော့မစင်ပေသွားပြီကိုကမထိအောင်တိမ့်လိုက်တဲ့ပုဂ္ဂိုလ်ကြတော့ကိုမှဘာမှညစ်ပေတာမရှိတော့ဘူးအဲ့ဒါမျိုးလိုပဲမကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တိခဏ်ချင်းခွင့်လွှတ်ခြင်းနဲ့ရှောင်တိမ့်ပြီးတော့ပေးရမယ်လို့ပညာရှိသူတော်ကောင်းတွေအကျင့်ပဲဖြစ်တယ်ဒီအကျင့်ကိုဘုရားဘာသာဝင်တွေကျင့်ကြံကြိုးကိုအထောက်ဖို့မြတ်စွာဘုရားကဆုံးမတာဒါဘဝသင်္ကန်းစာတစ်ခုပဲဖြစ်တယ်လူတိုင်းလည်းတနေ့မဟုတ်တနေ့အဆိုးနဲ့ကြုံတွေ့တတ်တယ်ကြုံတွေ့လာတဲ့အခါစိတ်ဓာတ်ရင်းကျက်မှုနဲ့ဒါတွေကိုတုံ့ပြန်မှုမပြုဘဲနဲ့သိခံနိုင်စွမ်းရှိရမယ်အဲ့ဒီသိခံတဲ့အခါမှာဘာတွေနဲ့သိခံမလဲတခုကတော့ကိုယ်ပေါ်တယောက်ကစော်ကားထားတာကိုမေ့ပြစ်ခြင်းဖြင့်လည်းပဲဖြေရှင်းလို့ရပါတယ်ခေါင်းထဲမှာမထည့်နဲ့မေ့ထားလိုက်တတိယမှာဒေါသဆိုတာဖြစ်တာလေကိုယ်စော်ကားတာအိပ်ပျော်သွားရင်မေ့သွားမှာပဲလေအဲ့ဒါလိုပဲမေ့ပြလိုက်ငါဘယ်တော့မှစော်ကားထားတာဆိုရဲဟာပြန်မတွေးနဲ့တော့မေ့ပြလိုက်ခြင်းအပြင်လည်းပဲရှင်တဲ့နှလုံးနဲ့သိမ့်မထားနဲ့တဲ့နောက်တစ်ခုကတော့အမနတိကာရိနာမစင်စားနဲ့တော့မေ့ပြတဲ့သဘောပဲနှလုံးသွင်းဘယ်တော့မှစိတ်ထဲမှာမထားနဲ့နှလုံးသွင်းတာဆိုးတယ်ငါပေါ်မှာဘလို့စော်ကားခဲ့တယ်ဆိုတာကိုတုံ့ပြန်လှန်ပြီးတော့မစင်စားနဲ့မစင်စားခြင်းအဖြစ်လည်းပဲမေ့လျော့ပြရမှာဖြစ်တယ်သိခံခွင့်လို့ရမှာဖြစ်တယ်နောက်တစ်ခုကတော့ဘာလဲလို့ဆိုလို့ရှိရင်ကမ္မတက္ကတာကံတရားကိုဆင်ញင်သုံးသပ်ရမှာသူလုပ်တဲ့မကောင်းမှုကသူနဲ့သာသက်ဆိုင်တယ်ငါကတုံ့ပြန်ပြီးအလားတူအကုသိုလ်လုပ်လိုက်မယ်ဆိုရင်အဲ့ဒီအကုသိုလ်ကငါကအကုသိုလ်ဖြစ်သွားလိမ့်မယ်အခုဟာသူ့ရဲ့လုပ်ရသူ့အကုသိုလ်သူဟာနဲ့သူရှိပါစေငါနဲ့မပတ်သက်အောင်ငါရှောင်လွှဲမယ်ငါကိုတော့ငါမှာတော့အကုသိုလ်ဖြစ်စေရဘူးသူ့လိုအကုသိုလ်မျိုးငါမကျူးလွန်ဘူးငါဟာအကုသိုလ်ကိုရှောင်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ရမယ်ဆိုပြီးတော့လူတွေဟာကိုယ်ကံနဲ့ကိုလာကြတာဖြစ်လို့ကံအားလျော်စွာသွားကြမှာဖြစ်တယ်ဆိုတာကိုစဉ်းကျင်စဉ်းစားပြီးတော့လည်းပဲရှင်ထဲမှာမထားဘဲနဲ့ဖြောက်ပြရမယ်လို့သူတို့ဆိုတယ်နော်နောက်တနည်းအားဖြင့်စဉ်းစားဆင်ခြင်ရမှာဗမာတွေတွေးတယ်လို့ပေါ့။အိုးကိုဆဲတာကပ်ပါတာလိုက်လို့ဆိုပြီးတော့စဉ်းစားကြတယ်လေ။ဆဲခြင်းဆဲပါစေကိုပကပ်ပါမလားဘူး။သူဆဲတာသူ့အပြစ်ငါအပြစ်မဖြစ်စေရဘူးလို့ဒီလိုနှလုံးသွင်းဆင်ခြင်ခြင်းအပြင်လည်းပဲတုံ့ပြန်ဆဲဖို့မကြိုးစားပဲနဲ့သိခံခွင့်လွှတ်ခြင်းဖြင့်ရှင်းငိမ့်အောင်လုပ်လို့ရတယ်။မြတ်စွာဘုရားကဤစနစ်တွေဟောဒီလိုဤစနစ်တွေပြီးဥပမာမဲ့ရှော့ညော်ညောင်းရေးချောင်းဖြစ်ပေါ်လာတဲ့ရှော့ညော်တွေကိုဘာနဲ့ဆေးရတော့ဆိုရင်ရေနဲ့ပဲပြန်ဆေးရရေးချောင်းဖြစ်လာတဲ့ရှော့နေညွန်းတွေကိုရေနဲ့ပဲပြန်ဆေးမှတန့်စင်လို့ပဲစိတ်ထဲနှလုံးထဲမှာဖြစ်လာတဲ့မကောင်းတဲ့အတွေ့တွေကိုစိတ်နဲ့ပဲပြန်ဆေးကြောတန့်စင်ပြရမှာဖြစ်တယ်အဲ့ဒီလိုဆေးကြောတန့်စင်ပြခြင်းအဖြစ်ကိုယ်တဏ္ဍာမှာအကုသိုလ်မဖြစ်လာတော့ဘူးအကုသိုလ်ဖြစ်မလာသည့်အတွက်ကြောင့်အကုသိုလ်ရဲ့အကျိုးပေးမှုကကိုယ်ဟာလွတ်မြောက်သွားတာပဲဖြစ်တယ်အဲ့ဒီဤစနစ်တွေကိုမြတ်စွာဘုရားကဟောကြားဆုံးမခဲ့တာဖြစ်တယ်မလွယ်ကူတဲ့အချက်တစ်ခုကတော့ဘာလို့
ကိုလာဆဲတဲ့ပုဂ္ဂိုလ်ရဲ့အကျိုးစီးပွားကိုလိုလားတယ်ဆိုတာစဉ်းစားကြည့်ဥပမာတစ်ခုစဉ်းစားကြည့်အောင်စန္ဒကူးပင်ဟာဓာတ်နဲ့လာပြီးတော့ခုတ်တဲ့စန္ဒကူးပင်ကိုခုတ်တဲ့လူရေလောင်းတဲ့လူရှိတယ်စန္ဒကူးပင်ကိုခုတ်ဖြတ်တဲ့လူရှိတယ်အဲ့ဒီမှာလာပြီးတော့ခုတ်တဲ့လူကိုအနံစိုးနဲ့မတုံ့ပြန်ဘူးစန္ဒကူးဟာကိုယ့်ကိုခုတ်လည်းပဲမွေးကြိုင်မှုနဲ့ပဲတုံ့ပြန်တာပဲဖြစ်တယ်အဆိုးနဲ့မတုံ့ပြန်ဘူးစန္ဒကူးပင်ဒီကိုယ့်ကိုခုတ်လှီးတဲ့ပုဂ္ဂိုလ်ပဲဖြစ်ပါစေမွေးကြိုင်မှုနဲ့တုံ့ပြန်တယ်လို့ပဲသူတော်ကောင်းဟာဘယ်တော့မှအဆိုးနဲ့မတုံ့ပြန်ရဘူးအကောင်းနဲ့ပဲတုံ့ပြန်ရမယ်လို့ဒီလိုအဆုံးအမစကားတွေနဲ့ဆုံးမတာပဲဖြစ်တယ်ပေါ့နော်အဲ့ဒါတွေကိုတွေးခေါ်ကြည့်ခြင်းအပြင်ဆဲလိုက်လို့အကုသိုလ်ဖြစ်ရင်သူ့ရဲ့အကုသိုလ်သာဖြစ်တယ်ငါရဲ့အကုသိုလ်မဟုတ်ဘူးဒီအကုသိုလ်ဟာအကျိုးပေးလာရင်သူပဲခံရမှာဖြစ်တယ်ငါခံရမှာမဟုတ်ဘူးသူဟာတနာเสียတရားဖြစ်တယ်မသိရှာလို့သူတစ်ပါးကိုဆဲရေးတိုင်းထွာမှုတွေကိုလုပ်နေတာဖြစ်တယ်လို့အဲ့ဒီလိုစဉ်းစားဆင်ခြင်ခြင်းအဖြစ်လေရှင်တဲ့နှလုံးထဲကမခံနိုင်မှုတွေကိုပဲဖြောက်ပြရမယ်ယေစတံနုပနရှန္တိဝေရံတေတုပသမတိအဲ့ဒီနီးနဲ့ရန်ငိမ့်အောင်လုပ်ရမယ်မြတ်စွာဘုရားဒီလိုဟောတာနော်အဲ့ဒါဓမ္မပဒကာထာရဲ့ဓမ္မရတ္တပဲဖြစ်တယ်ဘာကြောင့်မြတ်စွာဘုရားဒီဒေသနာတော်ကိုဟောတယ်လဲလို့ဆိုမြတ်စွာဘုရားနဲ့ညီကိုဝမ်းခွဲတော်တယ်မြတ်စွာဘုရားရဲ့ဒီခမည်းတော်ကြီးမှာခမည်းတော်ဘက်ကသုတ်တော်ရဏသုတ်ကောဒနာသက်ကောဒနာဒေါတောဒနာအမိဒေါဒနာဆိုပြီးတော့ညီကို9ယောက်ဩဒနာညီကို9ယောက်ရှိတယ်အဲ့ဒီညီကို9ယောက်တည်းမှာအငယ်ဆုံး2မကအမိတာလို့ခေါ်တယ်အဲ့ဒီအငယ်ဆုံး2မရဲ့သားတိတ်တမင်းသားလို့ခေါ်တယ်အဲ့ဒီအငယ်ဆုံး2မရဲ့သားဟာသာသနာပေါ်ဝင်လာတယ်ဆွေကြီးမျိုးကြီးမြတ်စွာဘုရားနဲ့ညီကိုဝမ်းခွဲဆွေကြီးမျိုးကြီးသာသနာပေါ်ဝင်လာတဲ့အခါမင်းသားဘဝကလာတဲ့အခါသူကသာသနာပေါ်ဝင်လာတော့သာသနာရဲ့ကျင့်ထုံးတွေကိုသိသဘောမပေါက်ဘူးသူကသူမင်းသားဆိုတဲ့မမနာတွေကအပြေးဝရှိအခုခေတ်လို့ပေါ့ငါလူကြီးနဲ့သိတယ်ဆိုပြီးတော့မမနာထောင်တဲ့လူတွေရှိတယ်လို့ပေါ့ဖះကငါအကိုပဲဆိုပြီးတော့သာသနာပေါ်ဝင်လာတာဝင်လာပြီးသူကဘယ်မှာနေတုံးဆိုရုပ်ရည်ကလည်းခန့်ခန့်ညာညာမင်းသားဘဝကဝင်လာဝတ်ထားတဲ့သင်္ကန်းတွေကလည်းကောင်းကောင်းမွန်မွန်အကောင်းစားတွေဝတ်လာပြီးတော့အားလုံးပရိသတ်တွေဧည့်သည်တွေလာတဲ့နေရာအလဲဘဟိုချောင်းဆောင်မှာသွားနေတယ်နေတဲ့အခါကျတော့မြတ်စွာဘုရားစီဆိုတာအာဂနုယဟန်တွေကအမြဲတမ်းဖျားဖူးဖို့ဆိုလာကြတယ်လာတဲ့အခါအဲ့ဒီတိတ်တယဟန်ကမင်းသားဘဝကဝတ်လာတာဆိုအခမ်းသားသူကထိုင်နေတယ်အာဂနုတွေကရောက်လာပြီးတော့ဟာဟိုမှာမထေကြီးတစ်ပါးဆိုပြီးတော့ဝင်ရောက်ပြီးတော့ဝတ်ချကြတာဝတ်ချပြီးတော့ဝကြီးဝငယ်ပြူးချတယ်သူကတော့အမိန့်သားခံနေတယ်ဘာမှလာတဲ့ကိုတော်တွေကိုဘာမှမပြောဘဲနဲ့ဒီတိုင်းနေမသင်္ကာတော့ကိုတော်တစ်ပါးကမေးတယ်အရှင်ဘုရားဘယ်နှဝါရပါလဲဝါဆိုတာပါလဲသူကမသိဘူးနော်ခုမှယဟန်ဖြစ်တာဘလောက်မှမကြသေးဘူးဆိုတော့အဲ့တော့ယဟန်တန်ဃာရီဆိုတာဟာဝါကအရေးကြီးတာအကြီးငယ်ဆင်တဲ့အခါမှာဝါကဆင်တာဖြစ်တယ်နော်ကြားဘူးရတယ်မဟုတ်လားအလှမတ်တက်ကြီးတစ်ခုအလှတန်ဃာရီကြွလာမဲ့အချိန်စောစောစီစီဘုန်းကြီးကြီးတို့ကကြွလာတယ်
တက်တော်က80အရွယ်ဆိုတော့ဟာဆရာတော်ကြီးကြွလာပြီဆရာတော်ကြီးကြွလာပြီဆိုပြီးကလထိုင်ကြီးကိုနေရာပေးပြီးတော့အလုံးနေနောက်ကြတော့ကျောင်းဘုန်းကြီးငယ်ငယ်တွေကရောက်လာတယ်ရောက်လာတဲ့အခါကျတော့အဲ့ဒီကိုရောကြီးကအပေါ်ကမထိုင်ရတော့အောက်ဆင်းထိုင်ဟာအရှင်ဘုရားဒီကိုရောတွေကငယ်ပါတယ်ကိုရောကကြီးပါတယ်ရှင်ဘုရားဒီပေါ်မှာနေပါနဲ့မသိတဲ့တကားတွေကရှောက်တော့ဦးဇင်းကြီးကဗာပြောတော့ဝါတဲ့ဗျာဝါတဲ့ဗျာမကျေနပ်ဘူးသူတို့ကဝါကြီးတယ်တဲ့ဗျာဝါတဲ့ဗျာဝါတယ်ရှင်ဘုရားအသက်ကဘယ်လောက်ရှိ80ဝါကလာခွဲပဲတက်တော်က80ဝါတော်ကလာခွဲပဲရှိတယ်အသက်ဆိုရင်သူ့အမေသူ့ဖေပေါင်းတော်သူ့အသက်မမီသေးဘူးလို့ပြောတယ်နော်အဲ့ဒါလိုပဲတိဋ္ဌယဟန်ဟာကိုယ်ရဲ့ဝါကြီးတဲ့ပုဂ္ဂိုလ်တွေကိုနေရာထိုင်ခင်းပေးရမှမသိပဲနဲ့နေတဲ့အခါမှာယဟန်တွေကယဟန်နေတဲ့မှာလဲခတ်ဆွာဆွာပြောတတ်တဲ့ဘုန်းကြီးကပါတယ်လေကိုရောကြီးတလောက်တော့မသိတတ်ဘူးလားခုမှယဟန်ဖြစ်တာမကြသေးဘူးကိုယ်ရဲ့ကြီးတဲ့ကိုရောတွေလာရင်ရှင်ပြနေရာဆင်းပြီးရှ िख ိုးဝချလောက်ရမယ်ဆိုတာမသိဘူးလားနဲ့ဝိုင်းပြီးတော့ဆိုကြတဲ့အခါမှာသူကဒေါသတွေထွက်လာငါမင်းသားဆိုတဲ့မမနာတဲ့လောကလူတွေဟာကိုယ်ဆဲသွားရင်မခံကျင်တာလဲမာနပဲနော်ကိုယ်ကိုစော်ကားလို့မခံကျင်တာလဲမာနပဲအဲ့ဒီမာနတက်လာပြီဆိုရင်သီလဝိပေဒနောယံသီလဖေဒနောယံမာနောမာနအလုံးကိုပျက်စီးစေတတ်ကိုကျင့်တရားတွေပါပျက်စီးသွားတယ်အဲ့တော့မခံနိုင်တဲ့မာနနဲ့ဖျားစီသွားတယ်ကိုရောတို့သူစီလာတာဖျားစီကိုရောတို့သိစေမယ်ဆိုပြီးတော့အန်ကျိတ်ပြီးမြတ်စွာဘုရားစီသွားခွေရနေရောက်လာတဲ့အခါဒီကိုရောတွေသူဆဲတယ်ဆိုပြီးတော့ဘုရားကိုသူကအရင်ကြိုတင်ပြီးတိုင်မြတ်စွာဘုရားကစစ်ဆေးလိုက်တဲ့အခါသူလှုပ်တင်တာတွေမလှုပ်လို့ဒီလိုဖြစ်တာဆိုတော့မြတ်စွာဘုရားကသူ့ဆုံးမတယ်တိတ်တာအဲ့ဒါလိုမနေရဘူးကိုကဝါငယ်တယ်ဆိုရင်အယုသိပေးရတယ်ထုံးစံရှိတယ်အဲ့ဒီထုံးစံတိုင်းလိုက်နာပါဆိုဒီကိုယ်တော်တွေဆဲဒီကိုယ်တော်စော်ကားတယ် right သူတို့ရှင်ခိုးတယ်မြတ်စွာဘုရားစကားကိုနားမထောင်မနဲ့ခေါင်းခါအဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားအထီးဒေသနာတော်ကိုဟောတာဖြစ်တယ်ပေါ့အကောစီမဝတိမဇိနေမဟာတိမေယေသတံဥပနိရှန္တိဝေရံတေတုပဝေရံတေတံနတမတိငါဆဲသွားတယ်ငါ့ကိုစော်ကားတယ်ရိုက်နှိပ်တယ်ငါရဲ့ပစ္စည်းခိုးတယ်ဆိုပြီးလူတွေဟာမမနာတက်ပြီးတဲ့အခါရှင်တဲ့နှလုံးထဲမှာမကျေနပ်တာတွေကိုနှောင်ဖွဲ့ထားရတယ်အဲ့ဒါလို့နှောင်ဖွဲ့နေလို့ရှိရင်အမုန်းတန်တရားကဘယ်တော့မှယုံထွက်နိုင်မှာမဟုတ်ဘူးအကောစီမဝတိမစိနေမဟာတိမေယေသတံနုပနရှန္တိဝေရံတေတုပတမတိငါကိုဆဲသွားတယ်ငါကိုရိုက်နှက်တယ်စော်ကားတယ်ငါပစ္စည်းကိုနိုင်ချင်းယူတယ်ဆိုတဲ့အတွေးတွေမကျေနပ်တာရင်ထဲနှလုံးထဲမှာသိမထားရဘူးသိမထားပဲနဲ့နေမှအမုန်းတန်တရားရန်ညှိုးတန်တရားကယုံထွက်နိုင်မှာဖြစ်တယ်လို့မြတ်စွာဘုရားကဒီအဆုံးအမဒေသနာတော်ဘဝသင်္ကန်းစာကိုပေးလိုက်တာပဲဖြစ်တယ်ပေါ့အဲ့ဒါလို့ပေးလိုက်တဲ့အခါကျတော့မှတိဋ္ဌယဟန်ဟာသဘောပေါက်နားလည်သွားပြီလောကလူတွေကဒီဆဲလိုက်တဲ့လူကိုပြန်မဆဲလိုက်ရလို့ရှိရင်ကိုကအရှုံးကြီးရှုံးတယ်လို့ခံယူနေတာကိုကလွဲမှားနေခြင်းပဲဖြစ်တယ်မြတ်စွာဘုရားကအဲ့ဒါလို့ဟောတာမဟုတ်ဘူးကိုယ်ဆဲလိုက်တာကိုဘာမှမတုံ့ပြန်မဲနဲ့သီးခံနေသူကအနိုင်ရတယ်အနိုင်ရပုံလေးတစ်ခုကိုပြောကြည့်ရအောင်ဘလို့အနိုင်ရတာတော့ကိုယ်ဆဲတဲ့လူကိုမဆဲရင်ကိုကဘလို့အနိုင်ရတာတော့ဆိုလို့ရှိရင်တန်တရားမှကြည့်လူတယောက်ဟာဆဲတယ်ဆဲလို့သူ့ကိုပြန်ဆဲတယ်ဆဲပထမဆုံးစဆဲတဲ့လူကအကုသိုလ်သူရသွားအဲ့ဒီအကုသိုလ်တန်ကိုသူခံရတယ်ခံရလို့
နောက်ထပ်ပြန်ဆဲတဲ့ပုဂ္ဂိုလ်ကသူ့ကိုအနိုင်ရတယ်ဆိုတာအဲ့ဒီအနိုင်ရတဲ့ပုဂ္ဂိုလ်ကလည်းသူအကုသိုလ်ပြန်ခံရပြန်ခံရတော့ဆဲခံရတဲ့လူကပြန်ဆဲပြန်အဲ့ဒီလိုတဦးနဲ့တဦးဆဲခြင်းတန်တရားအတုပ်အလှဲ့ကြီးဟာမဆုံးနိုင်တဲ့အတွက်ကြောင့်ဘယ်သူမှအနိုင်ရတယ်လို့မရှိတော့ဘူးအရှုံးတန်တရားထဲမှာပဲသွားနေတာဖြစ်တယ်အေးကိုယ်လာဆဲလို့ဒီမဆဲဘဲနဲ့သီးခံလိုက်တဲ့ပုဂ္ဂိုလ်ဟာဆဲတဲ့လူကတော့အပင်ငရဲကျသွားပြီးသီးခံလိုက်တဲ့ပုဂ္ဂိုလ်ကရှင်တဲ့နှလုံးထဲမှာရှင်းနေပြီးကုသိုလ်စွမ်းအားကြောင့်ဖြစ်လျက်ဘဝမှာကောင်းရသူတိဘုံရောက်သွားတယ်ဆဲတဲ့လူကအပေရောက်သွားတယ်သီးခံတဲ့လူကနတ်ပြည်ရောက်သွားတယ်ဟောအနိုင်ရသွားပြီသူကအဲ့ဒါလို့အနိုင်ရသွားတာကိုဆိုလို့ပေါ့နော်အရှုံးကြီးရှုံးသွားတာတော့ဆဲတဲ့လူကပဲရှုံးသွားတယ်ဒါကြောင့်မို့မြတ်စွာဘုရားကအဲ့ဒါလို့အကုသိုလ်တွေကယုံထွက်ပြီးအနိုင်ရတဲ့နည်းကိုလိုက်နာကျင့်သုံးဖို့ဆိုတာကိုဆုံးမဩဝါဒပေးခဲ့တာပဲဖြစ်တယ်အဲ့ဒါလို့ဆုံးမလိုက်တဲ့အခါကျတော့ဒီဒေသနာတော်ကိုကြားနာလိုက်ရတဲ့အခါမှာယဟန်တော်တွေဟာအတိညာဏ်ဘုဒ္ဓတာတွေရပြီးနောက်ဆုံးတရားဥတရားမြတ်ရသွားကြတာဖြစ်တယ်တိတ်တယဟန်ဟာလည်းပဲမာနတွေချိုးပြီးတော့တိခဏ်ချင်းခွင့်လွတ်ခြင်းဆိုတဲ့ယင်တဲ့နှလုံးထဲမှာအခဲမကြေတာတွေမရှိတော့ပဲတိခဏ်ချင်းခွင့်လွတ်ခြင်းနဲ့လိမ္မာယဉ်ကျေးတဲ့မာနကင်းတဲ့ပုဂ္ဂိုလ်မြတ်ဖြစ်ပြီးနောက်ဆုံးမှသူလည်းပဲယဟန္တာအဖြစ်ရောက်ရှိသွားတယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းနော်မြတ်ဗုဒ္ဓဟောကြားတဲ့ဓမ္မပဒဒေသနာတော်မှာအခုလိုဓမ္မရတ္တတွေကိုသိရှိကြရပြီးဘဝတန်ခါးစာကိုယူပြီးတော့မိမိတို့ဘဝမှာအကောင်းဆုံးအဖြစ်ကိုရောက်ဖို့ရအတွက်ဒီဒေသနာတော်လာတဲ့ကျင့်စဉ်အတိုင်းတို့တွေကျင့်ကြံကြိုးကိုအထောက်ကြမှာဖြစ်တယ်လို့ကိုစီမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းလိုက်နာနိုင်အောင်ကြိုးစားအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း